အားလုံးတာလီစောပါဒီကနေ့မေလ10ရက်နေ့နရင်ဂျာရခိုင်တဲ့ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်တော်ရှင်မင်းစင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေထဲမှာတော့မေဆာမောင်ပြုလုပ်ခဲ့တဲ့ဆရာဦးလာစောရဲ့ကွလန်ချင်းအမှုဖေအခမ်းအနားမှာသူ့ကိုရှင်းပြနေတဲ့သူတွေကတက်ရောက်ဂုဏ်ပြုခဲ့တဲ့တဲ့ရခိုင်မှာလေကြောင်းအန်ဒီကြောင့်စာတင်ကြောက်ကိုဗဟိုပြုတဲ့ပညာရေးစနစ်ကိုကျင့်သုံးဖို့ခက်ခဲနေတဲ့တဲ့နဲ့ငတိုက်6အခြေဆိုင်အမဲ344အမြောက်တဲ့ကာကင်စခန်းတွေကိုအေနဲ့ပူပေါတဲ့ဖွင့်တွေကဝန်ရောက်တက်ခိုက်ခဲ့တဲ့တဲ့နဲ့အပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့တွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကွေလင်တဝိပြီဖြစ်တဲ့ဆရာဦးလာစောခေါ်ခပြဆရာမောက်ခိုင်အောင်90နှစ်ရဲ့အောက်မှုဖေအခမ်းအနားကိုဒီလ7ရက်နေ့ကမေဆာမှာပြုလုပ်ခဲ့ပြီးသူ့ကိုလေးစားကြည်ညိုတဲ့သူတွေကတက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ဦးလာစောရဲ့နိုင်ငံရေးအခြေအနေကိုကျွန်တော်တို့လူငယ်တွေရဲ့ရင်သွင်းထဲမှာဘလောက်အတိုင်းအတာကြီးရိုက်ခတ်နေတယ်လဲဆိုတာကိုပြတာဖြစ်တယ်။ကျွန်တော်တို့တော့သတိမမှုတဲ့ဟာကိုဒီလူငယ်တွေသတိမူပြီးတော့မှဒါမျိုးလုပ်ရမယ်ဒီလောက်လူတွေကိုအချိန်တိုအတွင်းမှာစုစည်းနိုင်တယ်ဆိုတာသူတို့ရဲ့motivation ဘယ်ကလာလဲဆိုတော့ဦးလာစောရဲ့နိုင်ငံရေး influence ကလာတယ်သူရဲ့ဘဝတည်တဲ့ချောင်းတိုက်ပြင်းတဲ့လူမျိုးတို့ပေးဆက်အနစ်နာခံမှုတွေပေါ်မှာတရားဂုဏ်ပြုခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ဒီအောင်မှုဖေအခမ်းအနားကို ASYC အပါအဝင်ရခိုင်နိုင်ငံရေးသမားတွေနဲ့စာပေသမားတွေကဥဆောင်ကျင်းပခဲ့ပြီးရခိုင်လူမျိုးတွေနဲ့မြန်မာနိုင်ငံနဲ့လူမျိုးရေးနေပြည်အသီးသီးကလူတွေတက်ရောက်ခဲ့ကြပါတယ်အခမ်းအနားကိုတက်ရောက်လာတဲ့ရခိုင်ပြည်မြို့သားကောင်စီရခိုင်ပြည်တက်မတော် ANCA ကဗိုလ်မှူးကြီးမင်းထန်းကရခိုင်လူဖွေးစီတီကဦးလာစောခေါင်းစဉ်နဲ့အမတ်တရားစကားပြောကြားတော့ခဲ့ပါတယ်ဦးလာစောအောင်မှုဖေအခမ်းအနားမှာရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကအထွေထွေအတွင်းမှုဦးမျိုးကျော်ကလည်းအမတ်တရားစကားပြောကြားခဲ့ပါတယ်ဦးလာစောကွေလန်ချင်းအောင်မှုဖေအခမ်းအနားကိုမေဆောက်ကရခိုင်မျိုးသားတွေအပြင်ဦးလာစောရဲ့နိုင်ငံရေးမိတ်ဆွေအတိုင်းဝိုက်တွေတက်ကြွလှုပ်ရှားသူတွေတက်ရောက်ခဲ့ကြပြီးဆရာဦးလာစောကိုဂုဏ်ပြုကြပြတွေရွက်ဖက်ခဲ့ကြပါတယ်စစ်ကောင်စီရဲ့လေကြောင်းအန်ဒီတွေကြောင့်ရခိုင်မှာစာတင်ကြောက်ကိုဗဟိုပြုတဲ့ပညာရေးစနစ်ကိုကောက်တယ်ဖို့ခက်ခဲနေသေးတယ်လို့ပညာရေးအတိုင်းဝိုက်တွေကသိရပါတယ်တာလီဇောဘာအရှိရိုလာလာနွေစိတ်ရှုံးနေတဲ့စစ်ကောင်စီဟာသူတို့လာလက်ထားတဲ့ရခိုင်ပြည်တွင်းကစာတင်ကြောက်တွေပါဝင်ဘာသာရေးအဆောက်အုံတွေဆေးရုံစစ်ခန်းတွေနဲ့လူနေကြေးတော်တွေနဲ့လူနေထူတဲ့မြို့တော်တွေကိုမကြာခဏလေကြောင်းကနေပုံကေးတိုက်ခိုက်နေတဲ့အတွက်ကလေးသူငယ်တွေပါဝင်ရဲသားတွေတည်ဆုံမှုဒဏ်ရာရှိမှုတွေများပြားနေပါတယ်အခုလည်းအခြေအနေတွေကြောင့်ရခိုင်ကြောက်သားကြောက်သူတွေတော့စာတင်ကြောက်ကိုဗဟိုပြုတဲ့ပညာရေးစနစ်ကိုမကျက်သုံးနိုင်သေးပဲဖြစ်နေပြီးအဆင်ပြေတဲ့နေရာတွေမှာကျူချင်းစနစ်နဲ့တန်ကြားပြသနေရတယ်လို့ဆရာမအတိုင်းဝဲတွေကပြောပါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အခြေခံပညာစာတင်ကြောက်တွေခွဲလဲနိုင်တာမရှိသေးပေမဲ့ပညာရေးကဏ္ဍလိုက်ဟာမှုမရှိစေဖို့အတွက်အရဟပြည်သူတော်လှန်ရေးအစိုးရနဲ့ဆရာမတွေပူးပေါင်းပြီးတော့ရခိုင်ကလွတ်မြောက်နေမိတွေမှာပြီးခဲ့တဲ့2024ခုနှစ်ကစပြီးကျောက်သူကျောက်သားတွေကိုနေလည်မျိုးစုံနဲ့ပညာသင်ကြားပေးနေတယ်လို့သိရပါတယ်ရခိုင်မှာပြီးခဲ့တဲ့ဇန်နဝါရီလကနေဧပြီလအထိ၄လအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရဲသား114ယောက်သေဆုံးပြီးအယောက်190လောက်ဒဏ်ရာရရှိခဲ့တယ်လို့နရင်ဂျာသတင်းဌာနရဲ့ကောက်ယူထားတဲ့စာရင်းတွေအရသိရပါတယ်ခင်ဗျာအီယော်ဒီတိုင်းငတိုက်ချောင်းဂိုးလဲပေါ်မှာတည်ရှိတဲ့အမဲ344အမြောက်တရရဲ့ကာကွယ်စခန်းတွေကိုအရဟတက်တော် A နဲ့ပူပေါတက်ဖွင့်ဝင်တွေကမဲလာ7ရက်နေ့မှာဝန်ရောက်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်အမြောက်တရ344ရဲ့ကာကွယ်စခန်းတွေကို A နဲ့ပူပေါတက်ဖွင့်ဝင်တွေကမနေ့ကနေ့လယ်7နာရီလောက်မှာစတင်တိုက်ခိုက်ခဲ့တယ်လို့စီရဲသတင်းအေးမြတယောက်ကပြောပါတယ်အကြအဆုံးအထိခိုက်နဲ့တိုက်ပွဲဘလို့အခြေအနေရှိနေလေဆိုတာကိုမသိရသေးပါဘူးအဲ့ဒီအမဲ344ရဲ့တရရဲ့ကာကင်စကန်တွေကို A နဲ့ပူပေါတက်ဖွင့်ဝင်တွေကတိုက်ခိုက်နေရှိမှာပဲစစ်ကောင်စီကဂျက်ပိုက်တာလိန်နဲ့တိုက်ပွဲဖြစ်ပေါ်ရာနေရာအနီးပဲဝန်းကျင်ကို3ကြိမ်တိုက်လာရောက်ပုံကျချခဲ့တယ်လို့သိရပါတယ်။အီယာဝတီတိုင်းအတွင်း A နဲ့ပူပေါတက်ဖွင့်ဝင်တွေထိုးဖောက်ဝင်ရောက်နေတာကြာနေပြီးအီယာဝတီတိုင်းပသိမ်ခရိုင်ရေကျမြို့နယ်နဲ့လေးမင်းနာမြို့နယ်တွေအတွင်းစစ်ကောင်စီတက်ဖွင့်တွေနဲ့ထိထိတိုက်ပွဲတွေလည်းမကြာခဏဖြစ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပြည်တွင်းနိုင်ငံတကာသတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့ပါမယ်ခင်ဗျာပြည်တွင်းသတင်းတဘောအနေနဲ့ကတော့ရှမ်းပြည်နယ်အတွင်းမြို့နယ်၄ခုအထိတိုက်ခိုက်သိမ်းပိုက်ထားတဲ့ရှမ်းညီနောင် CB ကရှမ်းပြည်နယ်နဲ့ရှမ်းအမျိုးသားလုံးကာကွယ်ပေးနိုင်တဲ့တက်မတော်တရဲဖွေးစည်းနိုင်ရဲ့အတွက်အခြေခံမှုတွေကိုရှားမဲ့ခဲ့တယ်လို့သတင်းရရှိပါတယ်ဧပြီလ26ရက်နေ့ကနေ29ရက်နေ့အထိလွှဲမြောက်နေမယ့်နေရာတစ်ခုမှာ
ကျန်းပပြုလုပ်ခဲ့တဲ့ရှမ်းညီနောင်မြေပြင်အစည်းအဝေးနဲ့ပတ်သက်ပြီးတော့အေပီလာစီတီရဲ့နယူးဇီလန်ထောက်ပြန်ရမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကိုကိုယ်စားလှယ်39ယောက်ကတက်ရောက်ခဲ့ပြီးတမတော်တရက်ဖွဲ့စည်းရေးအပါအဝင်အချက်၄ချက်ကိုသဘောတူညီမှုချမှတ်နိုင်ခဲ့ပါတယ်။ရှမ်းပြည်သားလုံးစေလုံးညီရင်းနဲ့အနာဂတ်မှာရှမ်းပြည်သူလူထုတရက်လုံးကိုကိုစားပြုတဲ့ရှမ်းပြည်သူအစိုးရပေါ်ပေါက်လာနိုင်ရေးအတွက်ဒဲတုံညီညာရှင်တရားမျှတရှင်ကိုကကမာကိုဖန်တီးနိုင်ခြင်းစတာတွေကိုဆက်လက်အကောက်တွေဖော်ဆောင်ရွက်ဖို့သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ရှမ်းညီနောင် CB ဟာရှမ်းပြည်နယ်ထိကမွန်တဲမတူပြီးကမ်ပါလင်းနဲ့ဖလန်တို့ကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်ခင်ဗျာ။နိုင်ငံတကာသတင်းတဘောအနေနဲ့ကတော့ယူကရိန်းနဲ့ငြိမ်းချမ်းရေးတိုက်ရိုက်ဆွေးနွေးဖို့ပူတီကအဆိုပြုလိုက်တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ရုရှားနဲ့ယူကရိန်းစိုက်ပွဲ၃နှစ်ကြာချိန်မှာယူကရိန်းနဲ့ငြိမ်းချမ်းရေးတိုက်ရိုက်ဆွေးနွေးဖို့ပူတင်ကအဆိုပြုလိုက်ပြီးဇလက်စကီကလည်းပူတင်ရဲ့အဆိုပြုချက်ကိုသဘောတူလက်ခံပြီးမှမော်စကိုဘက်ကအပြစ်ခက်ရဲစေးကိုလိုက်နာဖို့လိုအပ်တယ်လို့ပြောဆိုခဲ့ပါတယ်။ရုရှားသမ္မတပူတင်ဟာယူကရိန်းနဲ့ဖြစ်ပေါ်ခဲ့တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ရည်ပြီးတိုက်ရိုက်ဆွေးနွေးမှုတွေကိုစတင်ဖို့မေလ17ရက်နေ့မှာတရားဝင်အသိပေးပြောဆိုခဲ့ပါတယ်။ယူကရိန်းနဲ့ငြိမ်းချမ်းရေးကိုတူရကီနိုင်ငံအစတန်ဘူမှာလာမယ့်မေလ15ရက်နေ့မှာတွေ့ဆုံဆွေးနွေးဖို့ပူတင်ကအဆိုပြုခဲ့ပေမဲ့ရေရှည်မှာတည်နေနိုင်မဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်ဆွေးနွေးပွဲကိုစတင်ဖို့ပူတင်ကပြောဆိုခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းရုရှားနဲ့ယူကရိန်းတို့အတွက်မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်တယ်လို့မက်ဆက်ပြီးပြောဆိုခဲ့ပါတယ်ခင်ဗျာ။နိုဝင်ဘာသတင်းဌာနကဒီကနေ့သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုဝင်ဘာကထုတ်တဲ့သတင်းတွေကိုwww.noinja.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နိုဝင်ဘာရုပ်သံကိုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာချွန်လန်းကြပါစေခင်ဗျာ။